လေလာကိုအခုလို9ယောက်တယောက်ချနိုင်တဲ့အထိကျန်းကျင်လားလေလာကိုဓာတ်မိတ်အကိတ်ကြီးတွေနဲ့ကျန်းကျင်နေဆိုရင်တော့ပထမဦးဆုံး item ကိုဝင်းတော်ကသွားရမှာဖြစ်ပါတယ်ဝင်းတော်ကတော့လေလာကို critical damage ရော attack speed ရောတက်စီမှာဖြစ်ပါတယ် brother တို့အနေနဲ့လေလာကို critical damage အကိတ်ကြီးတွေထွက်ချင်တဲ့အတွက်ကြောင့်ဒုတိယ item ကို Berserker Fury သွားရမှာဖြစ်ပါတယ်လေလာလို hero မျိုးကဗလင့်စကေးတွေမပါတဲ့အတွက်ကြောင့် attack range ကိုဦးစားပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့လေလာရဲ့ attack range ကိုပိုပြီးကျယ်သွားအောင်တတိယ item ကို Malefic ခံဆက်ရမှာဖြစ်ပါတယ် brother တို့အနေနဲ့ဒီ item 3ချောင်းပြီးသွားပြီဆိုရင်တော့လေလာက attack speed ရောattack range ရော critical damage ရောတော်တော်လေးကျန်းနေပါပြီဒါပေမဲ့သွေးတက်လိုနေသေးတဲ့လေလာအတွက်၄ချောင်းမြောက် item ကို Hex Claw ကိုဆက်ပေးရမှာဖြစ်ပါတယ်၅ချောင်းမြောက် item ကိုတော့အဆန်စင်နေနဲ့မိတွေရဲ့ရန်ကလွတ်အောင် Rose Gold ကိုဆက်လိုက်မယ်ဆိုရင်တော့လေလာကတော်တော်လေးကျန်းနေမှာပဲဖြစ်ပါတယ်